ဒီနေ့မှာကျွန်တော်ဒီ YG2S socket လေးပေါ့နော် YG2S socket လေးဒီခလုတ်ပြက်သွားလို့ရှင်ဒီတစ်ခုလုံးလို့ပြက်မှာမျိုးစရာကြီးပေါ့နော်အဲတော့ခလုတ်တခြားတစ်ခုနဲ့ခလုတ်အစားထိုးကြည့်လို့ကျွန်တော်ခလုတ်ကကျွန်တော်ဘယ်လိုဖွင့်ပါနော်ကျွန်တော်ဒီမိရောပေါ့နော်ကျွန်တော်ဒီခလုတ်ကပြက်သွားပြီပေါ့နော်ခလုတ်ကပြက်သွားပြီအဲကျွန်တော်ဒီခလုတ်တခြားတစ်ခုနဲ့ကျွန်တော်စားထိုးကြည့်မယ်ဒီမှာပေါ့နော်ခလုတ်ကတော့မကောင်းတော့ဘူးနော်အဲကျွန်တော်မြင်အောင်လို့ပြတာပေါ့နော်ခလုတ်ကတော့မကောင်းတော့ဘူးကျွန်တော်ဒီမှာ tester နဲ့ထောက်ကြည့်မယ်ကျွန်တော်ဒီမှာ tester နဲ့ထောက်ကြည့်လိုင်းကျုံးမှာမိလာပါနော်ဒါမှကျွန်တော်ဒီခလုတ်ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော်ဒီထောက်ကြည့်လိုက်မယ်ခလုတ်မင်းကူပြီးတော့ပေါ့နော်ခလုတ်မင်းကူပြီးတော့ပေါ့နော်ကျွန်တော်ဒီမှာလိုင်းကျုံးအောင်မိလာတယ်ဟိုကျွန်တော်ဒါရုပ်ခလုတ်တခြားလုံးနဲ့ကျွန်တော်ခလုတ်အစားထိုးခြင်းကျွန်တော်ဒီလိုမျိုးခလုတ်အဟောင်းရှိပေါ့နော်ကျွန်တော်ဒီကောင်းတဲ့ခလုတ်တစ်လုံးနဲ့စားထိုးပါတော့ကျွန်တော်ခွာထုတ်လိုက်ပါနော်ကျွန်တော်ဒီမှာကလေးလေးရှိတော့နော်ဒီကလေးလေးလောက်ထားတယ်အဲကျွန်တော်ဒီကလတ်လိုက်ပါနော်ကလေးလေးတို့ကလတ်လိုက်မယ်ဆိုထွက်လာပါနော်ကျွန်တော်ဒီခလုတ်လေးထွက်လာပြီခလုတ်ကောင်းမှကျွန်တော်တိုင်းပြကြည့်မယ်ကျွန်တော်ဒီမီတာကိုအတမီစကေးမှာထားအောင်နော်ကျွန်တော်ဒီမီတာကိုတိုင်းကျွန်တော်မီတာကိုတိုင်းစကေးမှာထားမယ်စကေးမှာထားတော့ကျွန်တော်ဒီကဲဟောဒါကြောင်နော်အဲကျွန်တော်ဒီခလုတ်ဆန်းကြည့်မယ်ဒါခလုတ်ပိတ်တိုင်းနေထားအောင်နော်ဒါတောင်းကျွန်တော်ဒီခလုတ်ဖွင့်ကြည့်လိုက်မယ်အဲ့တော့ခလုတ်ဖွင့်ကြည့်မယ်ကျွန်တော်ဒီကတိုင်းကြည့်ပါနော်တန်တော့ကြောင်းအောင်နော်ဒါဆိုဒီခလုတ်အကောင်းတော့နော်ကျွန်တော်ခုနဖြုတ်လိုက်တဲ့ခလုတ်တော့ပြောင်းမယ်ဒါပိတ်ထားတဲ့အနေထားနော်ပိတ်ထားတဲ့အနေထားတဲ့တန်ပြီကဲဟုတ်ဒါဖွင့်တော့နော်ဖွင့်တဲ့အနေထားကျွန်တော်ပြတ်တိုင်းမယ်ဒါလည်းအတန်မထွက်ဘူးနော်အဲ့ဒါဒီခလုတ်မကောင်းဘူးနော်ကျွန်တော်ဒီခလုတ်နဲ့ကျွန်တော်စားထုတ်လိုက်အောင်နော်ကျွန်တော်ဒီလိုလေးထည့်လိုက်ရောနော်ထည့်မှသူကလေးလေးရှိအောင်နော်သူကလေးလေးနှစ်ဖက်ရှိအောင်နော်အဲ့ဒါသူကအဝင်သွားနော်ကဲဒါဆိုရပြီဒါဆိုတူတက်ကြည့်မယ်
ကဲဒီလိုလေးကျွန်တော်တို့နိုင်ကျိုးရဲ့နိုင်ကျိုး nutrition တက်ပြီးပါပြီနိုင်ကျိုး nutrition တက်ပြီးပါပြီကျွန်တော်ဒီခလုတ်တက်ဆန်းကြည့်ပါနော်ကဲတွေ့လားမီလင်းပေါ့နော်ကျွန်တော်ဒီခလုတ်ဒီလိုလဲလို့ရအောင်နော်ကျွန်တော်ဒီတိုင်ကိုလွတ်ကြည့်စားလိမ့်မယ်လို့ဟုတ်ပြီနော်ကဲโอเคနော်အဲ့တော့ကျွန်တော်လွတ်ကြည့်စားလိမ့်မယ်လို့ကျွန်တော်သိဝယ်စားလိမ့်မယ်လို့ပေါ့နော်ကျွန်တော်